တော့သားမီးနဲ့စနေမကဲသွားကြမယ်စနေမကဲမှာပါရမယ်ဆိုကြည့်လိုက်ရအောင်ချိန်နဲ့လည်းစောနေသေးလို့ဈေးမှာတော့လူရှင်းနေပါတယ်အခုကတော့What is some name? Vanessa စားကားဆိုင်တန်းဖြစ်ပါတယ်ဒီမှာတော့မြန်မာအစားအစာထိုင်းဒီနေ့အစားအစာတွေရပါတယ်အခုကလည်းစောနေတယ်လို့လူရှင်းနေပါသေးတယ်ဒါလေးတွေကတော့